ဟဲ့မင်းကငါအငယ်မို့လို့ကြည်နေတာမင်းတော်တော်မှရိုက်လာပြီနော် မရိုင်းတော့ဘာဖြစ်တော့မရိုင်းတော့ဘာဖြစ်တော့အကြီးအကြီးလို့နေလေအဲ့ဆိုရင် အကြီးလို့နေတာလေငါအကုန်ကြီးတယ်ကွာအဲ့လဲကြီးတယ်အစားလဲကြီးတယ်ဟောဤပိုင်တော့မှမင်းဤတော့နဲ့ငါဤတော့ကကြီးတယ်ကွာ သိတယ်မင်းတောင်မျိုးဝဲပြန်လာကြတာဖင်ကောင်းကျဲဆိုတာငါသိပြီးသား ဟမ်ဟင်း ဘာတော့ရ မရိုက်လိုက်လားရောက်မင်းရုံမင်းလည်းပြန်ကြည့်ဦး ဘာဖြစ်တော့ငါရုပ်က မင်းစာမီးလောင်အိမ်အောင်လဲနေတီကောင်စားပက်ထားတဲ့ရုံနဲ့ကွာ ဩမင်းရုပ်ကမင်းသိချသိရလား ဘာဖြစ်လဲငါရုံ တရောင်းစားခွက်ပြောက်ရက်ဆိုင်အကျွေးတော့ဘလက်ဖောင်းခေါင်းတင်မပြုတ်လဲနေထားတဲ့ရုပ်ကြီးရများရုပ်ကြီးရများ ဟုတ်ပြောတော့ ဘာဖြစ်တော့ ပြောများလိုက်နော် ဘာဖြစ်တော့ဟိယ မင်းနိုင်ငံနဲ့မျက်စိနဲ့ချမလား ချပါလား ချမလား ဒါလေး လာလေလာချမယ်ကွာ အေးမချပါဘူးတော့ ချမယ်ကွာ မဲ အားရလာတယ် ဆန့်သွားတော့ပဲ ခုမှပဲနေတာထိုင်တာရှိသွားတာဟုတ်ဘာ ဟာကွာမင်းတို့ဒီမှာတောက်ဆန်းနေအိမ်မှာမင်းတို့ဖေးအတန်းတန်းဖြစ်လို့အမောဖောက်လို့ကွာ ဟာအဖေမောဖောက်တာပဲဗျဘာအရေးကြီးလို့ဒါလေးတောက်ပြီးလာခဲ့ပြီလေ ဒါလေးကုန်တော့လိုက်ခဲ့နော်ဟာနောက်ဆုံးချိန်ကွာနောက်ဆုံးချိန် ဒါတိုင်းဒါကြီးတော့တောက်လိုက်ပါဦးမယ်နော် ဟာပြီးပါတော့ဆုံးတယ်ပဲ နောက်ဆုံး ဟုတ်မယ် အဖေ မပြရလေဖေအဖေဒီမှာငါပြောသေးလေးဝယ်လာတော့ဖေစားမသွားတောင်းတော့ဖေ နောက်ဆုံးလေးပါတော့ကျွေးစင်မင်းနန်းသာပြအမွေးတိုင်နဲ့တော့မထိုးမခဲ့ရဘူး ဒီမှာပြရလေဖေ ရောက်တယ်ငါဒီမှာကွာ အဖေဘာချသွားပြီလေတာတော့အတန်နဲ့ပြေးပြီးတော့မကြောက်တတ်မှနဲ့ဖေတာတော့ကြောက်လို့ပါ အမြပါဖေ ဟိုဖေးကုန်အဲ့ဒါကြီးရေကွာခေါင်းကြီးကဒီမှာ ပြောရှုပ်ဒီဟာ ငါမသိသေးဘူးဟာ မသိဘူးလေနောက်ဆုံးအချိန်ဆိုတော့ ဆက်ရှင်မှမပြေသေးတာ ကောင်းမလေးပြန်သွားပြီလားဖေ ဘိုးတော့မပေးလဲ ပြန်ခေါ်ပေးမယ်နိ ရတယ်လာမင်းဆိုလာချဲဒီဆိုလာပဲငါသားတို့အဖေပြောစရာရှိ ဟုတ်ကဲ့ အဖေအသက်လက်ကြည့်ပြီဆိုတော့ဆေးဘေးမီးယူလေးတယောက်လောက်တော့ မလုံဆမ်းပါနဲ့ဖေသွားကြရှိရဖက်ဖို့တဲ့အမြန်သွားပါတော့ ကဲတားတို့လည်းနောက်ဆက်မတင်နဲ့ကိုယ့်ရှိရဖေ မလီမင်းတို့ကငါ့ကိုအဟုတ်ပေးစေခြင်းနေတာလားကွာအေးမင်းတို့ညီကိုနှစ်ယောက်ကိုငါမှားခဲ့မယ်နော်ငါမရှိတဲ့နောက်ပိုင်းမှာမင်းတို့ညီကိုနှစ်ယောက်နော်ခင်ငင်းမင်းမင်းချစ်ချစ်ခင်ငင်းပျော်ပျော်ရှင်းရှင်းနဲ့နော်နေခဲ့ကြနော် ဒီလေ ကိုကြီး ချစ်ချစ်ခင်ခင်ပြောရှင်းရှင်းပဲ အေးချစ်စရာကြီး အမေလေးချစ်စီရလေး ဘယ်လဲငါသားတို့ညကိုလဲလေးပေးလိုက်တယ်ဘာလို့ပြောနေကြတာလဲကွာမင်းတို့ယူဘောတော့မလုပ်ကြတာနဲ့မင်းတို့မြောက်တယ်အဖေစိတ်ပူတယ်စိတ်ပူတယ် အဖေလည်းစိတ်ကူဒီလိုကိုလေးခေါ်လိုက်တာ မစင်ညာကိုရတယ် နိုင်ရမကောင်းဘူးအိုးဒုက္ခပါပဲကွာ အဖေအဖေအဖေ အဖေ အဖေ အဖေဒီအိမ်ကအဖေမရှိရင်ငါအကိုကြီးဖရငါပိုင်တယ် မင်းကဒီအိမ်ပိုင်ငါ့ကိုရွှေစင်မင်းအမွေးတဲ့ဆက်ကိုငါ့ကိုပေးလိုက်လေ ဟမ်ဘာလို့ပေးရမှာလဲအဲ့ဥစ္စာလဲဒီအိမ်မှာငါအကြီးဖြစ်တဲ့အတွက်ငါပဲပိုင်တယ်မင်းလိုချင်လို့ရှိရင်အဖေပြောင်းကိုမယူ ဘူးရကြက်တည်မရှိဘူးလက်ပိတ်တယ်မယူဘူး ဟေ့ငါမသေးသေးဘူးကွာခဲအရာကလေးကောင်းကြသေးလားဗျာအေးကျုပ်သားသမီးတွေကပြောသွားတာကြားလို့ကောင်းကြရသေးရလားကျုပ်ပြအိုးတော်မှာအိမ်မှာထားရင်လက်မရှိဘူးတဲ့အမလီဟေ့အောင်နေမင်းတို့ငါခရီးပေးပါတယ်ကွာတကယ်ခရီးပေးပါတယ်ငါတကယ်ဟုတ်သေးမှာပါကွာငါသေးမှာပါသေးမှာ အဖေတကယ်ရှော့ ရှောရင်မင်း ရှော့ပြီရှော့ပြီရအဖေမရှိတော့ဘူးဆိုတော့ကျွန်တော်အဖေရဲ့စစ်စေမင်းအမွေးတိုင်းလုပ်ငန်းကိုငါဦးစီးမယ် ငါခေါင်းဆောင်လို့ ငါစီမံမယ်လို့ ငါဆောင်ရမယ် ငါဆေးရသွားမယ်ကွာ ငါတထေးလို့ဆောင်နေ ဟဲ့လူလူ ဟိုးချာ
ညာလေး လူကပြင်တေကန်နီးနေစကားလည်းမပြီး ကိုကြီးတို့ဒီမှာဘာကူညီပေးရမလဲညာလေး ငါတို့ရေခက်ခက်ပြပါ ဟာမရိုင်းလို့လားမရိုင်းလို့လား ကဲတော်ကြပါတော့မျက်စိလည်းနောက်နားလည်းညီးလာပြီရှင်တို့နှစ်ယောက်ဒီရွှေစင်မင်းနန်းတာပြူအမွှေးတိုင်းလုပ်ငန်းအကြောင်းဘယ်လောက်သိလဲကျမကိုပြောပြ ရွှေစင်မင်းနန်းတာတိုင်းအမွှေးတိုင်းလုပ်ငန်းတော့ကျုပ်ကသိတာပေါ့ဗျာမိမတောက်ဘူးဗျာပုံပြီးတော့ထူကြတာကပြာလေးတွေကသူ့ဘက်ကအလိုလိုကျွေးကြသွားတာဗျာ အဲ့ဒါရှင်ပြောမှလား အဟုတ်မလို့နားထောင်ဒီရွေးရောက်တီလည်းမသိဘူး ရှင်ရောသိလား သိဘူး ကျမတို့ရဲ့ရွှေစင်မင်းနန်းတာပြူအမွှေးတိုင်းကဈေးနှုန်းချိုတာပြီးတော့အည်သွေးပြေးသွားတယ်ပန်းပေါင်းစုံဖူးပွင့်နေတဲ့ပန်းကင်းနဲ့ရောက်သွားသလိုတင်းရနကလည်းမှွေးပြန့်တယ်ကျမတို့ရွှေစင်မင်းအမွှေးတိုင်းကိုထွန်းညစ်ပူစော်တဲ့အခါမှာ45မိနစ်ကြာအထွန်းခံတယ်အဲ့လောက်လေးတော့သိအောင်လုပ်ထားမှာပေါ့ရှင်ကို့ဖေရဲ့ကုမ္ပဏီဖြစ်ပြီးတော့ ဟာတော်လိုက်လားဒီလောက်တော်တဲ့ဝန်ထမ်းမလေးကိုယ့်ရဲ့နှလုံးသားကုန်နေတယ်မှာထာဝရခတ်ထားခြင်းနဲ့ကွာ အရေးတဲ့ခုံဖက်နဲ့ဆင်းချယ်နေတယ်ဒီမှာခိခိ တစ်ခါပါ ခက်ခမိထိုးတာယူလိုက်မိထိုးတာယူလိုက်ရင်တို့မှရှိတဲ့အစည်းစိမ်ဥစ္စာပစ္စည်းတွေကိုမင်းနဲ့မင်းနဲ့အကုန်လွှဲပြောင်းပေးမယ် ဒါဆိုငါဘယ်နဲ့သွားနေ တင်းချမ်းကိုသွားနေ သွားနေဟဲ့မိတ်လိုက်လားမိတ်လိုက် မင်းကခဲသွားတယ် ကဲတော့ကြပါတော့မကစတမာလာနေပြီမင်္ဂလာပါရှင်ရွှေစင်မင်းနန်းတာပြူအမွှေးတိုင်းမှာကျေးဇူးပါရှင် ဟာရမင်းတော့ဘာလို့ ဘာလို့မလို့မတည့်ရဲ့ ဟိုးမသူ့လိုမျိုးငါ့ကိုလုံးဝကြည့်မနှုတ်ဆက်လေးကွာမင်းတို့က ဘာလို့ဆက်မှာတော့ ဒီပြက်ပဲစားရပဲ မနှုတ်ဆက်ဘူးကစားမမဲအဲ့ဆက်ဆက်အဲ့ဒါဆိုညီမလေး sorry ငွေတော့တော်ပြီ လို့ပါနဲ့ မတော်တော် တော့ တော် ပါပါလေရှင်တော့မှပါတယ်ရှင်တော့ဘာလုပ်လဲလုပ်လိုက်ကြလေ ဟာ လုံးချင်ပါ ဘာလို့မလို့သူ့ကို customer master နေနေပြီ လုပ် လုံးလိုက် လို့ရှင်တို့နဲ့ခေါ်တော့မှာ အဲ့လိုလိုမလုပ်နေလေ မင်္ဂလာပါခင်ဗျာရွှေစင်မင်းနဲ့တာပြမှုတိုင်းကျေးဇူးပါခင်ဗျာ တော်တယ်ပြီးကြမိုးပြင်မလားဝင်နေတဲ့တည်းထင်တယ်အကိုလာရတဲ့အကြောင်းရင်းကတော့အကိုကြီးတို့နေမှာရွှေသမင်းနန်းတယ်မွေးတိုင်းကအင်မတန်မှနာမည်ကြီးတယ်မွေးတိုင်းရဲ့ထုံးညစ်ချင်းရခဏကြီးဘယ်တော့ရှိ 45မိနစ်ကြာ45မိနစ်ခံပါလေ ဟုတ်လားအဲ့တော့ကြာကြီးခဏပေါ့ကိုညောင်းနေမလားမသိဘူး ဘာလို့ဘာစကားပြော အမွေးတော်စောက်ကြည့်တာဒီစကြောနေနဲ့ညောင်းနေမလားအဲ့ဒါပြော တော့ဒီဘာဖြစ်ပြီလေ အေးပါညီပြအခုပြောချင်တာကအကွာဒီရွှေသမင်းနန်းတယ်မွေးတိုင်းကိုကိုယ်စလဲယူမလို့ယူလို့ရ ရပါတယ်ရှင် မရတယ်ပေါ့ဘောကောင်းလိုက်တာတော့မလား ဟဲ့ဟဲ့ဟဲ့ ဘုရားမဖြစ်တော့ဘူး ဟဲ့လိုကျွန်တော်တော့မလုပ်နဲ့ဝယ်မဆိုလဲမြန်မြန်ဝယ်ပြီးပြန်တော့ အေးကိုကကိုနေမှာကျတော့ကိုတတိတာနော်အင်မတန်မှလည်းချမ်းသာတယ်အဲဒါကြောင့်မို့ကိုရွှေသမင်းနန်းတော်ပြီးအမွေးတိုင်းကိုတကူတော့ပြီ ဘောစီကိုတထဲဆိုဟောတရားချင်းဖားလိုက် ရိုးလေနေရပြီလက်ဆောင်ပေးခြင်းကျွန်တော်အများကြီးပုတ်ပြတယ်နော်ပတ်စံကတော့ကိုခက်ဖင်းနဲ့ရှက်ပြီဟုတ်ကဲ့နော်တော့မလား ဟုတ်ကဲ့ပါရှင် ဟာရတယ်ဘာလို့ဟာဒီမှာကစားမပြန်တော့မယ်လေမင်းတို့ကနှုတ်ဆက်အောင်လေ ပြန်လေးပေါ့ပြန် ဟာအဲ့လိုမျိုးလားကဲမလေးဘလို့မှမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ မစိတ်မရှိပါနဲ့ရှင်လုပ်လိုက်ကြပါရှင်လုပ်ပါလေ လုံးချင်ပါဦးဗျာ လုပ်လား ပြန်มาတော့ဗျာချွေတင်မင်းနဲ့တက်ပြီးဝေးတိုင်းမှာနှုတ်ဆက်ပါတယ်ခင်ဗျာ တော့နော်တော့နော် တွေ့လားကိုဒီနေ့ဒီနေ့ကိုဖျားတရားလောက်လာလို့မို့ဝယ်လက်တွေလိုက်လာပြီဒါကြောင့်မို့ကိုယူလိုက်တော့ ဆိုင်ပါဟိုကျွန်တော်ကမှလေလက်ကောင်လေးကျွန်တော်လာလို့ဝယ်သူတွေကြလာ နေတော့နော် ဟုတ်ပြီခိုင်းတယ် ငါဒီနေ့ဒီနေ့ကိုပရိ တော်ကြပါတော့ရှင်တို့ပေမျက်နှာကြောင့်ကျမရှင်တို့တီးခန့်နေရနော်ရှင်တို့ကျမကိုမေတ္တာရှိလား ရှိတယ် ရှိတယ် ရှိတယ်ဆိုရင်ဒီရွှေစင်မင်းနန်းတာပြူအမွှေးတိုင်းလုပ်ငန်းကြီးကိုဒီတက်ပို့ပြီးအောင်မြင်အောင်လုပ်နိုင်တယ်လို့ကျမရွေးချယ်မယ် အဲ့ဆိုရင်တော့တို့ကိုရွေးလိုက်တော့တို့ကဒီတက်မကအောင်မြောင်လောက်ပြအောင်ပါဗျာ ဟုတ်လေတို့ကအောင်မြောင်လို့မကြီးကြအောင်လို့မခန်းအောင်လုပ်ပြမယ်ကွာ ငါကမင်းတက်ကိုအစတရားမကတိုးတက်အောင်ချမ်းသာအောင်ပို့ပြီးတော့လောက်ပြမယ်ဗျာ ငါချမ်းသာအောင်လုပ်ပါလေကွာ ငါချမ်းသာလို့ ငါလည်းကြီးဖို့လုပ်ပါပေါ့ ငါချမ်းသာလို့ ချမ်းသာအောင်လုပ်တာဘာဖြစ်လို့ ငါချမ်းသာလို့မ ကြီး င်း ဖို့လုပ်တာဘာဖြစ်လို့ ဟမ်ငါချမ်းသာ စီးစိမ်ငါပုံများတာကွာ ငါပုံများတယ် ငါပဲချမ်းသာဆိုငါစီးစိမ်များဆုံးကွာ တဲ့မင်းတဲ့ငါပုံပြီးချမ်းသာတယ်ကွာဟဲ့ငါချမ်းသာတယ်ရ မင်းထက်စီးစိမ်များတယ်ကွာငါ မင်းတဲ့ကငါပုံ မင်း ချ ထက် မ်းသာတယ် ငါပို့တယ်ကွာ ငါပုံများတယ်လို့ ဖြစ်တယ်ငါချမ်းသာလို့ ငါချမ်းသာတာလို့ မင်းကတော့စီးရှိတယ် ဟဲ့ဘာပြောနေဟဲ့ထုံးနေဟာဒုက္ခပဲကွာဟင်ညကြတအားတော့ဟင်အချိန်မရှိမှအေးဟင်မင်းတို့စီးတန်းမင်းတို့ဘယ်ချိန်ရှိပြီလို့ဟင်ဘယ်ချိန်ရှိပြီလို့ အဖေအဖေမင်းရှင်းလက်လက်ကြီးပါလား အဖေမရှောသေးဘူးလား ဟာဘာပြောမှာတော့ဘာပြောမှာတော့ဘာဒီပြောနေကြတာဘာဒီပြောနေ ဟဲ့ညီ အိမ်မက်ဆိုတော့ အိမ်မက်မက်နေတာကွာ လက်တွေ့ရှင်တော့ကောင်းပါကွာ လက်တွေ့ဆိုရင်တော့ ဘာဒီကောင်းနေရတော့ဘာအိမ်မက်တော့ဟဲ့အောင်ထားကြလား
ထားကြတယ်ထားကြတယ်ထားကြတယ်ဟာရှောက်တော့တယ်ဟဲ့အောင်နေမင်းတို့နေအောင်ငါပြောစရာရှိတယ် ဟာအဖေပြောစရာရှိတယ်ဆိုတော့ကျွန်တော်တို့ကအမွေပေးလို့ပါတော့အဖေ ဘယ်ရမွေပေးရမှာတော့ ဘာလို့အမွေပေးရမှာတော့ဟိုမိမပေးသားမှာမဟုတ်လား ဒီတနာယူကတမျိုးတနာယူကတမျိုးမင်းတို့ငါပြစရာရှိတယ်ပြစရာရှိတယ် ဘာပြမှာ ဟဲ့ဟောတော့ဘယ်သူလဲကြည့်စမ်း ဟာ အချစ်လေ ဘယ်ချစ်ကလေးတို့ဟမ် အဖေအဲ့ကျွန်တော်ရဲ့အိမ်မက်ထဲကနတ်သမီးလေးဖေရ စင်ဒရလာ အိုး စင်ဒဲလာအိုးခေဘာဒီမျိုးနေတာလဲဘာဒီဆူနေတာလဲ ရောင်သွားလို့ပါဦးရဲ့သူတို့မျက်နှာတွေကိုကြည့်ပြီးတော့လေကြောက်ကြောက်လန့်လန့်နဲ့ပြောမိတာပါနော်ဦးနော် ခိကြောင်နဲ့ခိကြောင်နဲ့ခိကြောင်နဲ့ အဖေဖြစ်နေလို့ပါကွာ ဒီခံလိုက်ပါအလုံးစုံခံလာ6လပါခင်ဗျာ ဟုတ်တယ်ဟုတ်တယ်နေအိမ်မက်ထဲမှာလေငါတို့အဓိကကြတဲ့ပစ္စည်းနေတယ်ဘောကွာမမေ့နေမေ့စသား ဩဘလို့လို့ဒီပါခင်ဗျာအိမ်မကဟိုက်ကျုပ်လာစဉ်းစားခိုင်း ဟာအိမ်မက်ထဲလည်းမေးပါတယ်နေ အာ ကွာ မသိဘူးလို့ ဟာနေတော့မှာဝဆင်းသားမှာဟောလေဟောဒီရွှေ မတ်တီရွှေ အော်ဘယ်မှတ်တည်ချွေမှာမတ်တည်ချွေဟူလူကြီးမိန်မ အိုးကလေးကိုပြောနေရဲ့မေးကြောက်တာ ခိကြောင်နဲ့ခိကြောင်နဲ့ခိကြောင်နဲ့ဟဲ့မင်းတို့သိစော်ကားလားစော်ကားလားငါ့ကိုလည်းစော်ကားတယ်ငါရဲ့အသေးလေးပူတူတူလေးခဲလေးကိုလည်းစော်ကားတယ်မင်းတို့နှကောင်ကိုမျက်ခွက်ငါမကြည့်ဘူးခိုးချင်းလိုက်စမ်း ဟာအဖေစိတ်ဆိုရင်စိတ်နေဗျာ ဆေးကွာ စိတ်နေဗျာ ဆေးကွာ ဟဲ့ကြီးလေ ဝေး အိမ်မက်ထဲကိုကောင်းတယ်ပုံမဲ့ကွာ ဟောမယ်လေ ဟုတ်မယ် ရွှေစင်မင်းအမွေးတိုင်းနဲ့လက်တွဲမယ် အေး ဒီမှာလည်းမနေဘူး နေဘူး မနေဘူးကြက်တည်းရုပ်တယ် သွားမယ်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  သွားဟေးမင်းတို့မရှိရင်ကောင်းတယ်ဟဲ့ခေဘာလို့ခေါ်သွားတော့ခေ ရွှေစင်မင်းမွေရနဲ့လေးတင်ပြန်လင်းအိမ်တိုင်းမှာချိုင်းနေတဲ့စိတ်တည်လင်းစေအမြဲတမ်းရွှေစင်မင်းအမွေတိုင်းမွေရနဲ့ပျော်ရွှင်နိုင်မိသားစုရဲ့ချစ်ချင်းတိုင်းရွှေစင်မင်းမွေတိုင်းရွှေစင်မင်းအမွေတိုင်းမွေရတင်ပြန်စိတ်ချမ်းသာမြဲ ကံပွင့်လက်ပွင့်အန်ရကင်းအမွေးတိုင်းမှာဆိုရွှေစင်မင်း